ကဲဒီနေ့ကိုပိုင်ရဲ့ချစ်ခင်ရတဲ့ညီမလေးစီကနေပြီးတော့ညီမလေးမေမီစီကနေပြီးတော့ဒီနေ့ blind box လေးတစ်ခုထပ်ပြီးတော့လက်ဆောင်ရတယ်ကိုပိုင်ကကြတော့blind box စီမျိုးစုံပေါ့နော်ဖောက်ရတော့ကြိုက်တယ်ဒါပေမဲ့အဲ့ထဲမှာရာဒီ1 year happy birthday လေးကိုအရန်ကြိုက်တာကဲအဲ့တော့ဒါလေးကိုဖောက်ကြည့်ပါမယ်ကိုပိုင်လိုချင်တာကထုံးစံတိုင်းပဲကိုပိုင်လေအမြဲဒီ ပါပယ်လေးတွေလိုချင်တာပေါ့နော်ပထမတော့ကျတော့မစ်တီလေးပေါက်သွားတယ်မစ်တီရောင်လေးအခုဒီမှာလဲပါပယ်လေးလိုချင်တယ်ဒါလေးဒီဟာလေးဒီနှစ်ရုပ်လိုချင်တယ်ကဲအဲ့တော့ဖောက်ကြည့်မယ်ဖောက်ပါစေပါပယ်လေးပေါက်ပါစေလူစင်တာတော့မရဘူးအဖြူလေးဒီအောင်လေးလက်ချစ်ဖို့ကောင်းပါတယ်ကြိုက်ပါတယ်ကဲအဲ့တော့နောက်ထပ်ပတ်စံတွေအများကြီးရှာလိုက်အောင်မယ် blind box တွေဖောက်ချင်လို့လေကျေးဇူးတင်ပါတယ်ကြည့်ပြီးတဲ့အတွက်